အားလုံးပဲမင်္ဂလာပါကျွန်တော်မိသားစုတွေပေါ့နော်ကြော်မတော်ပါနဲ့ကျွန်တော်ဒီရိုက်မြတ်တာရက်ခံပါတယ်เนาะကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေပေါ့နော်အချင်းချင်းတွေကျွန်တော်တို့ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာတဲ့တိုင်းသားတွေရတယ်အများကြီးရှိတယ်လူမျိုးဘာသာတွေရတယ်အများကြီးရှိတယ်ဖြစ်တဲ့အတွက်အဲ့တော့တယောက်ကျွန်တော်တို့ဒုက္ခရောက်ရင်တယောက်ကျွန်တော်တို့ကဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ကူညီပေးရမှာပဲဒါကျွန်တော်တို့ရဲ့စေတနာကျွန်တော်တို့ထားရမယ်အဲ့တော့ဟောဒီယာကြည့်နေတဲ့မိသားစုတွေပရိသတ်စိတ်ရှိတယ်ဆိုရင်တယောက်တစ်ချက်စီဝိုင်းပြီးတော့ share သွားပေးပါကျွန်တော်ကလည်းပရိသတ်စိတ်ရှိလို့အခုလိုမျိုးဘာအခကြီးမှကျွန်တော်တို့မယူဘဲနဲ့အခုလိုမျိုးတစ်စိပြန်လဲပြီးတော့ပြန်တင်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်တစ်ဖက်လူကိုကျွန်တော်တို့ကူညီပေးခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ပြောချင်တာကအခုဒီမှာကျွန်တော်ပုံပြထားတဲ့ဦးလေးကနော် तू ကလက်ရှိက तू စမှုပကံစမလုံး BC မှာ तू နေတယ်စမှုပကံစမလုံး BC မှာ तू နေတယ်နော်အဲ့တော့ तू ကစမလုံး BC ကနေနဲ့ဥမာပေါ့စမလုံးကနေနဲ့ तू ကဒီကျွန်တော်တို့ဘန်ကောက်စကဝိပေါ့နော်တွားဖို့တူကဘန်ကောက်စကဝိမှာရှိတယ်နော်အဲ့ဆွဲကတူနေတဲ့နေရာကကျွန်တော်တို့ဘန်ကောက်စကဝိကျွန်တော်တို့ဆွဲ3မှာနေတယ်နော်အဲ့တော့ तू ကမသွားတတ်တော့ तू ကဒီစမလုံး BC ကနေနဲ့ကျွန်တော်တို့ဒီသူ့ရဲ့အတိမိတ်ဆွေတယောက်ကတူရှိသွားခြင်းလို့ဆိုပြီး तू ကကူညီတောင်းတော့သူ့ရဲ့ဒီဦးလေးရဲ့အတိမိတ်ဆွေတယောက်ကပေါ့နော်ပြောမယ်ဆို line ပေါ်မှာဘုတ်ထောက်ပေးလိုက်တာပေါ့နော်တူဖြစ်သူကပြောမယ်ဆို location ကဒီဦးလေးရဲ့အတိlocation ပို့ပေးလိုက်တယ်အဲ့အတိတယောက်စီကို location ပို့ပေးလိုက်တော့အဲ့တော့သူ့အတိဒီဦးလေးရဲ့သူ့အတိတယောက်ကလည်း location ကိုထောက်ပြီးတော့ပေါ့နော်အဲ့ဒီကျွန်တော်တို့ဗာလဲ line ပေါ်ကဘုံနဲ့ငှားပေးလိုက်တယ်ပေါ့နော်စင်းရမယ့်နေရာကဒီကျွန်တော်တို့ဒီစကဝိကျွန်တော်ဆွဲ3မှာစင်းရမှာအဲ့တော့ကျွန်တော်တို့ဘုတ်တမဆိုင်ငယ်နဲ့ပေါ့နော်ဆိုင်ငယ်နဲ့သွားတယ်ဘုတ်ဆိုင်ငယ်တမကအဲ့ဒီစကဝိဆွဲ3မှာမချပေးမဲ့နဲ့မချပေးဘဲနဲ့ရောက်ပြီးဆိုပြီးတော့စကဝိဆွဲ2မှာချပေးလိုက်တယ်တချို့ကျတော့ location နဲ့မှားတာတွေပဲရှိတယ်လေလိပ်စာတွေမှားတာတွေရှိတယ်အဲ့တော့ဘုတ်တမက ID ဆွဲ2မှာချပေးလိုက်တော့အဖိုးကြီးကဒီဦးလေးကသူကထိုင်းစကားလည်းမတတ်ဘူးအင်္ဂလိပ်စကားလည်းမတတ်ဘူးမြန်မာစကားတော့မှပီတတမပြောတတ်ဘူးပေါ့နော်။ तू ကကျတော့လူမျိုးထဲမှာဆို तू ကဘောလခါလူမျိုးလို့ပြောတယ်။နော်အဲ့တော့ကျွန်တော်တို့ကကူညီပေးရမယ်။ဘာလူမျိုးပဲဖြစ်ဘာဘာသာပဲဖြစ်ကျွန်တော်တို့တွေကဟာလာလူသားတွေဖြစ်တဲ့အတွက်လူသားချင်းစာနာတဲ့အနေနဲ့ကျွန်တော်တို့ကဒါပြန်လည်ပြီးတော့ကျွန်တော်ကူညီပေးရခြင်းဖြစ်တယ်ပေါ့နော်။အခုကျွန်တော်ပျောက်ဆုံးတာ10ရက်နီးပါလောက်ရှိနေပြီအဲ့တော့ကျွန်တော်ကဆက်သွယ်လာတာဒီဦးလေးရဲ့အတိမိတ်ဆွေဒီကျွန်တော်တို့ဒီညီကိုမောင်နှမတွေကတစ်စစ်ကျွန်တော်ကိုဆက်သွယ်လာတာ၄-၅ဦးတော့ကျွန်တော်ဆက်သွယ်လာတယ်ကျွန်တော်လည်းစာမကြည့်ဘူးဒီနေ့မှကျွန်တော်စာကြည့်မိတယ်ကျွန်တော်တင်ခိုင်းတယ်ပြန်လေးမျှဝေခိုင်းတယ်ပေါ့နော်ကျွန်တော်တို့က follower များတာဝိတ်များတာဖြစ်တဲ့အတွက်အဲ့တော့ကူညီပေးကျွန်တော်လည်းအရင်တော့လူပြောက်တာတွေပါရှိတော့ကျွန်တော်တင်ပေးတာတွေရှိတော့ခဏပြန်တွေ့တယ်လေခဏပြန်တွေ့တော့အဲ့တော့ကျွန်တော်ကလည်းအေးပေါ့ဒါတွေကုသိုလ်ရတဲ့ဒါကုသိုလ်ရတယ်ပေါ့ကျွန်တော်ပြန်လဲပြီးမျှဝေပြီးမယ်ဆိုကုသိုလ်ရတယ်ဒါတစ်စစ်ကျွန်တော်ကတစ်စစ်ပြန်လဲပြီးတော့တင်ပေးရခြင်းဖြစ်တယ်ပေါ့နော်ပို့တွေလုပ်ပြီးတော့ blue file လေးရိုက်ပြီးတော့ကျွန်တော်တင်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့ဟောဒီကကျွန်တော်ကြီးစုနေတဲ့မိသားစုတွေကတယောက်တစ်ချက်စီဝိုင်းပြီးတော့share ပေးကြပါလို့ကျွန်တော်ဒီရတယ်တောင်းဆိုပါတယ်ပြပေါ့နော်အကယ်၍ကျွန်တော်တို့ကြီးစုနေတဲ့မိသားစုတွေစကဝီကျွန်တော်တို့ဆွဲ1ဆွဲ2ဆွဲ3ပေါ့နော်စကဝီမှာနေထိုင်နေတဲ့ညီကိုမောင်နှမတွေကျွန်တော်တို့ရဲ့မြန်မာပြည်သားတွေကထိုင်းနိုင်ငံမှာဆိုတန်းတန်းချီရှိတယ်ဗျာနေရတိုင်းမြို့နယ်တိုင်းမှာကျွန်တော်မြန်မာပြည်သားတွေရှိတယ်မြန်မာပြည်သားတွေရှိတဲ့ဖြစ်ကျွန်တော်မြန်မာပြည်သားတွေလမ်းသွားလာပေါ့နော်ဥပမာပေါ့ဒီဦးလေးကြီးကိုတကယ်လို့တွေးခဲ့မယ်ဆိုရင်တစ်ချက်လောက်ကူညီပေးပါဒီမှာဖုန်းနံပါတ်လေးတွေချတာပြီးသူမိသားစုဝင်ဖုန်းနံပါတ်တွေအများကြီးပဲပေါ့နော်သူမိသားစုဝင်ဖုန်းနံပါတ်လေးတွေချတာပြီးဒီဖုန်းနံပါတ်ကိုတစ်ချက်လောက်ဒီဦးလေးကိုတွေ့ရင်ချက်တော့ဆက်သွယ်ပြီးတော့ကူညီပေးပါလို့ကျွန်တော်ဒီရိုက်တဲ့မြတ်တာရက်ခံပါတယ်ခင်ဗျာပေါ့နော်ဒီဦးလေးကသူကအသက်ကလည်းကြီးနေပြီပြီးတော့သူကဖုန်းလည်းမပါဝါဘူးဖြစ်တဲ့အတွက်အဲ့တော့ဒီဆင်းရမယ့်နေရာကျွန်တော်စကဝိဆွဲ3မှာကျွန်တော်ဆင်းရမှာအဲ့တော့ကျွန်တော်ဘုတ်တမတက်စီတမကဆွဲ2မှာချပြီးလိုက်တော့အဲ့ဆွဲ2ကတွေတစ်စက်ပေါ့နော်ပြောမဲဆိုရင်ဦးလေးကသူကနန်းလျှောက်သွားတာပေါ့တွိုင်းနဲ့ဘယ်နေအစားနာမတွေ့တော့ဘူးပေါ့နော်အမှသူတို့ဒီဦးလေးရဲ့အတိမိတ်ဆွေတွေကအဲ့ဆွဲ2မှာတပြန့်ရှာတယ်ဆွဲ2မှာတပြန့်ရှာတော့သူတို့အကောက်ရဲ့ CCTV တွေနဲ့သွားရှာတော့ CCTV ထဲမှာတော့ဆင်းတာတော့မြင်ရတယ်အဲ့ဆွဲနဲ့မှဆင်းတာတော့မြင်ရတယ်ဒါပေမဲ့ဦးလေးကအမှမနေဘဲနဲ့သူကအရှိကိုတွိုင်းနဲ့ပြောမယ်ဆိုကင်မရာအဝေးဆိုမမြင်ရတော့ဘူးလေအဝေးဆိုမမြင်ရတော့လိုက်လို့မမီတော့အခုလိုမျိုးတည်င်းအစားနာမရတာဖြစ်တယ်ပေါ့နော်ဒါတို့ရကျွန်တော်ရဲ့မိသားစုတွေဝိုင်းပြီးတော့ share သွားပြကြပါနော်မြန်မာပြည်ကတက်လာတာလေဒီဦးလေးကမြန်မာပြည်ကတက်လာတယ်မကြသေးဘူးသူ
ကူညီကူမောင်နှမတွေကထိုင်းနိုင်ငံမှာရှိလို့မြန်မာနိုင်ငံကတက်လာတာမကြသေးဘူးအဲ့တော့မြန်မာနိုင်ငံကတက်လာခြင်းကျွန်တော်ဒီစမလုံးစမှုပကံစမလုံးဘီစီမှာသူတို့နေတယ်နေပြီးတော့တူဖြစ်သူကျွန်တော်ပြောတူဖြစ်သူကဒီဇကဝီဆွဲသုံးမှနေတော့တူရှိသူကသွားခြင်းလို့အဲ့တော့သူကအတိမိတ်ဆွေတယောက်ကိုသူကဘုတ်ထောက်ခိုင်းလိုက်တာနော်ဘုတ်ထောက်ခိုင်းတော့အဲ့ဘုတ်ကလိပ်စာကဆွဲသုံးမှမချဘဲနဲ့မကြဘဲနဲ့ဆွဲနှစ်မှချပြီးတော့အဲ့လိုမျိုးတွေပေါ့နော်ပျောက်ဆုံးသွားတယ်ပေါ့နော်အခုချိန်ကြီးတည်အစားနာမမရသေးဘူးပေါ့နော်ဒါကတော့ကိုယ့်ရဲ့အဖေရွယ်တော့ရှိပါတယ်ဒါကတော့ဟိုဘယ်သားသမီးပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့အဖေညီကိုမောင်နှမကြီးပျောက်တော့စိုးရင်ပူပင်စရာတွေရှိတယ်ဖြစ်တဲ့အတွက်ဒါတယောက်နေတော့ကူညီလိုက်တောင်းကြတာပေါ့လိုက်တောင်းကြတယ်ကျွန်တော်လည်းအခုလာရောက်ပြီးတော့ကူညီပေးရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောတာသဘောပေါက်မယ်လို့ထင်တယ်ကျွန်တော်လည်းအမားလေးတွေပါမယ်ဆိုတော့ကျွန်တော်ခွင့်လွှတ်ပေးပါကျွန်တော်လည်းသူတို့ချပြတဲ့အတိုင်းလေးကိုပြန်လည်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာဖုန်းနံပါတ်လေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာပြည်သားတွေအဲ့ဒါထိုင်းရုံမြန်မာပြည်သားတွေကဘယ်မျိုးနေမှာပဲဖြစ်ရှိတယ်ဘယ်နေရာတကာမှာနေရာတိုင်းမှာရှိတယ်ပေါ့နော်အဲ့တော့လမ်းသွားလမ်းလာလှုပ်ရင်းနဲ့အဲ့လိုမျိုးဒီဦးလေးကလက်ရှိသူကလမ်းဘေးလောက်မှာပဲသူရှိမယ်ဒါတချို့တရားသူမသွားတဲ့မလာတက်တော့တရားအောက်ဒီမှာလည်းနေမယ်လမ်းဘေးတွေမှာနေမယ်အကယ်၍ကျွန်တော်မြန်မာပြည်သားတွေကဲလို့တွေးခဲ့သွားလာတွေးခဲ့မယ်ဆိုရင်ပေါ့နော်ဒီဦးလေးရှိသွားပြီးတော့ဒီမှာကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ကိုတစ်ချက်ယူတာပေါ့ယူပြီးတော့ပေါ့နော်ချက်တော့ဆက်တွေ့ပြီးတော့အကြောင်းကြားပေးပါလို့ညတာရက်ခတ်ပါတယ်ခင်ဗျာနော် line share လေးတယောက်ချက်တော့ share သွားပေးပါပရိသတ်စိတ်လေးတွေမွေးပြီးတော့ line share လေးတယောက်ချက် share သွားပေးကြပါလို့ပြောကြရင်းနဲ့ကျွန်တော်အခုအစီအစဉ်ဒီမှာပဲကျွန်တော်ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိသားစုတွေ line share လေး share သွားပေးကြပါလို့တောင်းဆိုပါတယ်ခင်ဗျာနော်အမြန်ဆုံးတွေ့ပါစေဦးလေးရေအမြန်ဆုံးတွေ့ပါစေဗျကျွန်တော်တို့လည်းဆုတောင်းပေးပါတယ်